ဒေဝရတ်ကဘာရသွားလဲဆိုတော့အဘိညာဉ်6ပါးလောကီဇံအဘိညာဉ်တွေရယဟန္တာမဖြစ်ဘူးဘာရတယ်လောကီဇံအဘိညာဉ်တွေတကိုးတွေပေါ့ကွာမြေရှိုးနိုင်တယ်မိုးပြန်နိုင်တယ်မြေပြင်ကိုရေပြင်လုပ်ပြီးငုတ်ရှိုးနိုင်တယ်ရေပြင်ကိုမြေပြင်လုပ်ပြီးလမ်းလျှောက်နိုင်တယ်အဲ့ဒီလိုထူးခြားတဲ့တကိုးတွေရသွားတော့သူ့ကိုယ်သူဘဝင်မြင့်ပြီးတော့သူလဲဖျားလောက်တော့စွမ်းပါတယ်ဆိုတဲ့အယူရှိသွားတယ်ဟုတ်ကလားဟဲ့အဲ့တော့ငကိုကမှဘဝများစွာတန်တရားကလေးကပြိုင်ဘက်ဖြစ်လာတဲ့ပုဂ္ဂိုလ်ဆိုတော့ဖျားလောက်သူစွမ်းတယ်လို့သူ့ကိုယ်သူအထင်ရောက်သွားပြီးတော့အဇာတတမင်းနဲ့ပေါင်းတယ်ပေါင်းပြီးတော့မင်းကမင်းအဖေဗိမိသာရကိုသတ်မင်းလည်းဘယင်လို့ငါလည်းဖျားကိုတတ်ပြီးဖျားလုံးမယ်ဆိုပြီးတော့ဒေဝရအဲ့ဒီလမ်းကိုရွေးလိုက်လမ်းမှန်လားလမ်းမှားလားဖျားဆိုတာအဲ့ဒီလိုတတ်ပြီးဖျားယာဒူးကိုယူလို့ရလားဖျားဆိုတာယာဒူးတစ်ခုလားဂုံဘုတ်တစ်ခုလားအရေးကြီးတယ်နော်လိုအပ်တဲ့ဒါနသီလနိက္ခမသစ္စာအဋ္ဌာဆိုတဲ့ပါရမီ10ပါးအပြား30ကိုနီးမှန်လမ်းမှန်ကျင့်မှဘာဖြစ်မှာဘုရားဖြစ်မှာ तू ကရှင်ဘယင်မျိုးကလာတာဆိုတော့ဘယင်ဆိုတာတော့ဘယင်သတ်နိုင်ရင်ဘာဖြစ်တာဘယင်ဖြစ်တာအဲ့တော့ तू ကအယူလွဲပြီးတော့ဘုရားကိုတတ်နိုင်ရင် तू ဘယင် तू ဘုရားဖြစ်မှာပဲလို့ဆိုပြီးတော့လမ်းမကြီးကိုရှောက်ဘာကိုရှောက်တယ်လမ်းမကြီးကိုရှောက်ပြီးတော့မုတ်ဆိုးတွေကိုငှားပြီးတော့လဲတတ်ဖို့ကြိုးစားနောက်ဆင်ကြီးကိုအရက်တိုက်ပြီးတော့ဆင်မြောင်ကြီးနဲ့နင်းတတ်ဖို့လဲသူကြိုးစားဟုတ်ကဲ့လားသူကိုယ်တိုင်တခါတည်းဘသူကိုမှခိုင်းလို့မရတော့ငါကိုယ်တိုင်လုံးမယ်ကွာဆိုပြီးတော့ဂိတ်စကုတ်တောင်ပေါ်မှာကြောက်တုံးကြီးကိုမြတ်စွာဘုရားရှိတဲ့နေရာလိမ့်ချပြီးတော့ကြောင်မောင်းဆင်ပြီးတော့လဲတတ်တယ်တတ်လို့ရသလားမြတ်စွာဘုရားတို့မြည်ဒီမှာသူတစ်ပါးလက်ချက်နဲ့ပြိဋိဘံဆံရရိုးထုံးစံယူပါရမီ7ပါးအပြား30အလကားကျင့်ခဲ့တာမှမဟုတ်ပဲနဲ့အဲ့ဒီနီးမှန်လမ်းမှန်ကျင့်ထားတဲ့ပုဂ္ဂိုလ်ကြီးကိုဒီနီးမှလမ်းမကြီးနဲ့လှုပ်ကြံလို့ရမလားနီးမျိုးစုံသူလှုပ်ကြံတယ်မရဘူးဒါပေမဲ့သူဖျားဖြစ်ချင်တဲ့စိတ်ကတော့ယော့သလားမယော့တဲ့အခါနောက်ဆုံးကြတော့အကြံဖန်လှုပ်ပြီးတော့တန်ခါသင်းခွဲဖို့အတွက်မြတ်စွာဘုရားစီကိုတောင်းဆိုချက်5ခုတင်သွင်းတန်ခါတွေစုဝေးမိတဲ့အချိန်မှာပဲမြတ်စွာဘုရားကိုသူက5ခုသောအင်္ဂါရယဟန်တွေအတွက်တောင်းတယ်ကျင့်စဉ်5ခု1ယဟန်များသည်တောထဲမှာပဲနေရမယ်မြို့ထဲရွာထဲမှာမနေရဘူးအရိညကင်တူတင်ဆိုတာလူတွေနဲ့ဝေးရာတောထဲမှာပဲညအိတ်ချင်းအလုပ်ကိုလုပ်ရမယ်နော်မြို့ထဲရွာထဲမှာညအိတ်ချင်းအလုပ်မလုပ်အောင်နောက်တစ်ခါ2ယဟန်သည်ဆွမ်းမဲ့ခံစားရမယ်ပင့်စွမ်းကပ်ပြီးတော့လာပြီးတော့ကတ်တဲ့စွမ်းပင့်ပြီးတော့လှူတဲ့စွမ်းမစားအောင်နောက်ပန်းတကူသင်္ကန်းပဲယုံရမယ်ဗါတဲ့အခုလိုအသင့်ချုပ်စပ်ပြီးတော့မှဆေးဆိုးပြီးလှူတဲ့သင်္ကန်းမျိုးကိုမဝတ်ရဘူးကိုယ့်ဟာကိုယ်သုတ်တန်သသင်္ချိုင်းဝါကပြစ်ထားတဲ့အဝတ်ကိုကောက်လျှော်ဖို့ချုပ်စပ်ဆေးဆိုးပြီးမှဝတ်တဲ့ပန်းတကူသင်္ကန်းကိုသာဝတ်ယုံရမယ်ဟောဒေဝရတောင်းတဲ့အချက်တွေတန်မှန်ကြည့်ရင်မကောင်းဘူးလားကောင်းတယ်နောက်ကျောင်းနေအခုလူတွေအများဆောက်လို့လူတန်းနဲ့လူနေအိမ်နေလို့တိုက်တွေခြံတွေကားတွေနဲ့ရေခဲသစ်တာနဲ့ TV နဲ့အောက်ဆက်နဲ့လူတွေလို့ကျောင်းနဲ့မနေရဘူးတစ်ပင်ရိပ်ဝါပင်ရိပ်မှာပဲနေရမယ်ဟောယဟန်နေရဲ့အကျင့်သိက္ခာတွေကိုပို့ပြီးတော့စင်ကြယ်လာအောင်ပို့ပြီးတော့မြင့်မြတ်လာအောင်လူတွေအနေနဲ့ပို့ပြီးတော့လေးစားထိုက်တဲ့ပုံကိုယ်တွေဖြစ်အောင်ဘယ်နှချက်ရှိသွားပြီ4ချက်ရှိသွားပြီ1ဗါလဲမြို့ထဲမှာမနေရဘူးမြို့ထဲရွာထဲမှာမနေရဘူးတောထဲမှာပဲနေရမယ်2ဆွမ်းခံစားရမယ်ပင်စွမ်းကတ်စွမ်းစား3ပန်းတကူသင်္ကန်းပဲယုံရမယ်သူများလူတဲ့အသင့်ချုပ်ပြီးသားသင်္ကန်းအထည်ကိုရောအစကိုလက်ခံလို့မရဘူးနံပါတ်4သိရိတ်ဝါရိတ်မှာပဲနေရမယ်ကျောင်းတွေကန်တွေမှာမနေရဘူးနံပါတ်5တတ်တတ်လွတ်ပဲစားရမယ်အဲ့တော့ဒီ5ပါးသောကျင့်စဉ်တွေကိုယဟန်များအတွက်သတ်မှတ်ပေးပါအရှင်မြတ်မြတ်စွာဘုရားကိုတောင်းဆိုတမန်လူတွေရဲ့အသိနဲ့ကြည့်ရင်ဒီအလောက်က အပြစ်မရှိဘူး
ကောင်းတယ်လို့ယူဆရပေမဲ့သုတ္တဝါအရိယသာဝကောဆိုတဲ့အကြမ်းမြင်များတဲ့အမျှော်မြင်ရှိတဲ့မြတ်စွာဘုရားကဲ့သို့ပညာရှိသူတော်ကောင်းတွေရဲ့အသိဉာဏ်မှာအကျိုးသက်ရောက်မှုမများတဲ့လမ်းစဉ်တွေကောရှိမရှိတမန်လူတွေကအကျိုးများတယ်ပညာရှိကကြည့်တော့ဒီအလုပ်ကအကျိုးမရှိဘူးသဘောပါရဲ့လားအဲ့တော့အခုဒေဝဒတ်ကပြောတဲ့စကားဒီတမန်လူတွေဘက်ကကြည့်ရင်အမတန်ကောင်းတယ်လို့ယူဆလို့ရတယ်ဒါမှမဟုတ်ခုတတ်တတ်လို့လိုင်းနေတတ်တတ်လို့ဂိုင်းနေတတ်တတ်လို့ကျင့်စဉ်နေသိတာမရှိဘူးလားတော်တယ်ပဲနေရမယ်ဆိုတဲ့လုပ်ငန်းစဉ်တွေဒါဒေဝဒတ်တောင်းဆိုခဲ့တဲ့အချက်၅ချက်မြတ်စွာဘုရားပယ်ချတယ်နောင်တန်တရားအရှိအတွက်အကျိုးမများနိုင်ဘူးဒေဝဒတ်တဲ့ငါခွင့်မပြုနိုင်ဘူးတဲ့ဒေဝဒတ်ကအကွက်ဆိုင်သွားတယ်ကျန်တဲ့ယဟန်တွေလဲ့မေးလိုက်တယ်ဘယ်လိုတော့ငါရှင်တို့ဒီငါပြောတဲ့ကျင့်စဉ်ဟာမကောင်းဘူးလားကောင်းတယ်မမှန်ဘူးလားမှန်တယ်အကျိုးမရှိဘူးလားရှိတယ်ရှိပါရဲ့နဲ့ဒါတက်တက်ဆိုတော့မင်းတို့ဘုရားစွာဘုရားကရာဂဒေါသမောဟကင်းတယ်လို့ပြောသေးတယ်ငါ့ကိုဘက်လိုက်ပြီးတော့ငါပြောတာမို့လို့ပယ်ချလိုက်အဲ့တော့ငါကောင်းတယ်လို့လုပ်တာငါဘက်လိုက်မဲ့လူတွေငါနဲ့လိုက်ခဲ့ပညာချက်ကိုခွင့်မပြုရင်သူပြောတဲ့အတိုင်းနေခြင်းသက်တောင့်သက်တာနေခြင်းတဲ့လူနေကြကြခိုင်းခွဲချိုက်ဒေဝရနောက်ကတန်ခါ900ပါသွားဘယ်လောက်ပါသွားကျင်သလားအဲ့ဒီပါသွားတဲ့တန်ခါဟာအရိယာဖြစ်မလားပုထုဇဉ်ဖြစ်အရိယာဆိုတာကဘုရားတရားတန်ခါပေါ်မှာအကျွင်းမဲ့ယုံကြည်သွားပြီမြည်သူပယောဂကြောင့်မှတန်တရားဖြစ်เสียအရိယာမှာရှိသေးလားတန်တရားဖြစ်ခြင်းမရှိတော့ဘူးယုံကြည်ချက်တွန့်ဆုတ်ခြင်းမရှိတော့ပုထုဇဉ်ဆိုတာတော့အသွင်သာပြောင်းထားတာအပြင်တဏ္ဍာမဲပြောင်းနေတယ်အတွင်းကစိတ်ကပြောင်းပြီလားမပြောင်းသေးဘူးပုထုဇဉ်မှာယာကဒေါသမောဟတွေရှိမရှိဒိဋ္ဌိတဏမာနတွေမရှိဘူးလားရှိတော့ကိုယ်တွေးကိုယ်ကြံကိုယ်ယူဆနဲ့ကိုဟုတ်လာပြီလို့ထင်ပြီးတော့ဒေဝရဘက်ကတခါ900ပါသွားဒေဝရကအဲ့ဒီတန်ခါ900ကိုခေါ်သွားပြီးတော့လာငါဖျားလုပ်မယ်ဆိုပြီးတော့ဂယာတိတဆိုတဲ့အခုဘုရားဖြစ်တော်ပွင့်တော်မူရာဘုရားဂယာလို့ခေါ်တဲ့ဂယာကိုခေါ်သွားပြီးတော့တောထဲမှာတန်ခါ900နဲ့သတင်းသုံးပြီးနေလိုက်မြတ်စွာဘုရားကြည်နေလိုက်တယ်ဘာမှမပြောနောက်ကာလကလေးနည်းနည်းလွန်သွားပြီသူတို့လည်းဟိုမှာအခြေကျပြီဆိုတဲ့ချိန်မှာမြတ်စွာဘုရားညံတော်နဲ့ကြည်လိုက်တော့ဒေဝရနောက်မှာလိုက်လာလိုက်နောက်လိုက်တန်ခါ900ရဲ့ညံရင့်ချိန်ရောက်လာအဲ့တော့ဒေဝရနောက်လိုက်သွားခဲ့တဲ့ယဟန်နေညံရင့်ချိန်ဆိုတာတကယ်တရားစစ်တရားမှန်ကိုသိနိုင်မြင်နိုင်ဆုံးဖြတ်နိုင်တဲ့အချိန်ရောက်တော့မှမြတ်စွာဘုရားကจิตသားသာရိပုတ္တရာတဲ့တွားရှင်သာရိပုတ္တရာနဲ့ရှင်မမောက္ကလံနှစ်ပါးကိုခိုင်းလိုက်သာရိပုတ္တရာနဲ့မောက္ကလံတွားကြတဲ့ငါသားတော်တွေညံရင့်ချိန်ရောက်ပြီမင်းတို့တွားပြီးဆောင်းခဲ့ကြဆိုတော့ဟိုကအဖွဲအသင်းနဲ့ခွဲသွားတာဆိုတော့ဒီကတပါးနှစ်ပါးတည်းတွားရင်အန္တရာယ်ရှိတော့နောက်လိုက်တန်ခါများစွာနဲ့ဂယာတိတကိုလိုက်သွားတယ်လိုက်သွားပြီးတော့တန်ခါသူတို့နဲ့ပါလာတဲ့တန်ခါပိုများတယ်ကဲအသေးစိတ်ပြောရင်ဇလန်းပမာမှာနားဆင်စရာကြာသွားမှာဆိုလို့ဒေဝရကရှင်သာရိပုတ္တရာရှင်မမောက္ကလံလိုက်လာတဲ့ဆိုတော့ဟာတွေးလားငါလမ်းမှန်မနေနိုင်ပါဘူးကွာအမှန်တရားကိုကြိုက်တဲ့လူတွေလာမှာပေါ့ခတ်တီတီနဲ့ဘဝင်မြင့်သူ့နောက်လိုက်တပည့်ရပြောတယ်မဖြစ်နိုင်ဘူးတဲ့ဒါရှင်သာရိပုတ္တရာရှင်မမောက္ကလံဆိုတာသာသနာမှာပညာအရာဣတတဲ့တကိုးအရာဣတတဲ့လက်ရရန်လက်ဝဲရန်ခေါင်းဆောင်ဒါဘယ်နည်းနဲ့မှကိုရောအောက်ကိုဝင်လာတာမဖြစ်နိုင်ဘူးတဲ့သူပြောတယ်ဒါပေမဲ့လူမိုက်ကဘယ်တော့မှအမှန်မတွေးနိုင်ဘူးဘဝင်မြင့်ပြီးတော့လာငါတပည့်တွေများလာပြီဆိုတော့ဟိုကပါလာတဲ့ခြံရံတန်ကားတွေခြံရံပြီးတော့နေတယ်အခုလိုညချမ်းအချိန်မှာအလာဘသလာဘပြောသာရိပုတ္တရာတို့လာမောက္ကလံတို့လာမြတ်စွာဘုရားခေါ်သလိုခေါ်တာသူကသာရိပုတ္တရာမောက္ကလံလာကြဘာညာဒီလိုခေါ်တာဒါဒေဝရပြောတာနော်ဥဒုမင်္ဂပြောတဲ့စကားမဟုတ်ဘူး
ရှင်းလားဒါလည်းပြောရသေးတာတို့ကပြန်တဆင့်ပြောရတယ်လို့ဆိုတော့ indirect speed ကိုသုံးရတာ direct speed မဟုတ်ဘူးတချို့ကအဲ့ဒါကို direct speed ထင်ပြီးတော့တောင်ငွေပန်မြောက်ဝေပန်လုပ်တဲ့လူတွေရှိသေးတာဟုတ်ကွာနော်ပြထားလိုက်ပါတော့အဲ့ဒီမှာသာရိပုတ္တရာမောက္ကလန်လာကြပါညာနဲ့သူကမြတ်စွာဘုရားစံပယ်တော်မူတဲ့အတိုင်းကိုသူကပုံစံယူပြီးတော့လုပ်လိုက်ပြီးတော့ငါကိုယ်တော်ခါးညောင်းတယ်မြတ်စွာဘုရားလို့ပေါ့ငါကိုယ်တော်ခါးညောင်းတယ်အ ਨੇ ငယ်ငါနားအောင်မယ်ညတကောင်လောက်ကြတော့ကဲသာရိပုတ္တရာမောက္ကလန်တို့ယဟန်တွေကိုတရားဟောကြမြတ်စွာဘုရားဆိုတဲ့အတိုင်းသူကဟိတ်ဟန်အပြည့်ဆိုတော့အတုခိုးတာတော့မြန်တာပေါ့ကွာသူကအတုလုပ်ချင်နေတာကိုအဲ့ဒါနဲ့ရှင်သာရိပုတ္တရာလည်းဒီအတွက်ပဲလာတာဒေဝရအခွင့်ပြုတော့မှဒေဝရကမြတ်စွာဘုရားနားတယ်ဆိုတာကခဏကလေးခန္ဓာကိုယ်ပင်ပန်းမှုကိုပြေပြောက်ယုံလောက်လျောင်းလိုက်တာအိတ်တာမဟုတ်ဒေဝရကတော့ငကိုကလေးကယုံမာတဲ့အကြံတကယ်တော့သူရထားတဲ့အဘိညာဉ်ကလည်းသင်္ကန်းဝတ်ပြီးတပတ်နေမှာအဘိညာဉ်6ပါးအကုန်ရတယ်ရပြီးဒီအစွမ်းနေအကုန်ဒေဝရအဇာတတကိုပြဆွဲဆောင်သူ့ဘက်ရောက်ပြီဆိုတာနဲ့သူ့စိတ်ထဲမှာဒါဆို okay ပြီဖះကိုပြန်ပြီးတော့တိုက်လို့ရပြီလို့စိတ်ထဲမှာဖះကိုပြစ်မှားတဲ့စိတ်ပေါ်ကြတဲ့သူ့အဘိညာဉ်ပျောက်သွားပြီမရှိတော့ဟုတ်ပြီနော်ဒါပေမဲ့ဟိတ်နဲ့ဟန်နဲ့တခါလှုပ်ပြခဲ့ဘူးတော့လူဆိုတော့အကုန်ကြောက်နေကြတာတကယ်တော့သူ့မှာဘာမှမရှိတော့အဲ့တော့တမာရီမရှိသီလမရှိတဲ့ပုဂ္ဂိုလ်ဆိုတော့လဲလိုက်အောင်မယ်ဆိုတော့အိပ်ပျော်သွားအောင်တခေါခေါနဲ့သူအိပ်ပျော်နေတဲ့အချိန်မှာရှင်သာရိပုတ္တရာကတပည့်900ကိုတရားဟောလိုက်တော့ရှင်သာရိပုတ္တရာတရားအပိမှာပဲ900သောတပည့်တွေယဟန္တာဖြစ်သွားဘာဖြစ်သွားလဲယဟန္တာဖြစ်သွားတယ်ဆိုတာဘာဖြစ်သွားလဲမြတ်စွာဘုရားတရားတော်ကြီးဝမ်းနဲ့ကိန်းသွားတယ်အမြင်မှန်ရသွားတယ်တရားကိုပိုင်ပိုင်နိုင်နိုင်လက်ဆုပ်လက်ကန်ရသွားပြီဆိုတော့မှရှင်သာရိပုတ္တရာကဒီတပည့်တွေပြန်ခေါ်ပြီးထွက်သွားတာဒေဝရတယောက်ထက်ကြံခဲ့တယ်သူ့အနီးက PA တယောက်နဲ့သူနဲ့2ယောက်ပေါ့ကွာ2ပါးပဲကြံခဲ့တယ်ဟုတ်ပြီနော်ကောင်းပြီအဲ့တော့မှနောက်တနေ့မနေ့ဝေလူဝန်ကျောင်းတော်ကိုမြတ်စွာဘုရားကရှင်ကိုရောမြတ်ကြီးထံရှင်သာရိပုတ္တရာကတန်ဃာတွေခြံရံပြီးဝင်လာတော့မှမြတ်စွာဘုရားပြောတယ်ကြည်စားဟေးတဲ့ငါသားတော်သာရိပုတ္တရာရဲ့တင့်တယ်ခြင်းကိုမင်းတို့ကြည့်ကြတန်ဃာအများကိုလမ်းမှန်ပြဖော်ဆောင်ပြီးတော့ဥဆောင်လာလိုက်တာငါသားတော်ရဲ့တင့်တယ်ခြင်းကိုကြည်ကြစမ်းဆိုတော့ယဟန်တော်များကရှင်ဖျားတဲ့ရှင်သာရိပုတ္တရာကြည်ညိုဝယ်ဟာကောင်းလိုက်တာတပ်ပယ်လိုက်တာတင့်တယ်လိုက်တာတန်ဃာကိုဥဆောင်နိုင်စွမ်းဟာအမခမ်းပါပဲဖျားဒေဝရနောက်လမ်းမရောက်သွားကြတဲ့ယဟန်တန်ဃာတွေကိုအားလုံးကိုယ့်ဘက်ပြန်ပါလာအောင်ဆွဲဆောင်နိုင်ခဲ့တဲ့ပညာထူးချွန်မှုဉာဏ်ပညာထက်မြက်မှုလုံလဝရိယကြီးမားမှုနိပရိရဲ့ကြွယ်ဝမှုရောက်ချင်းကတရားဟောမလို့လာတာလို့ပြောသလားမပြောဘူးဒေဝရနဲ့တခါတည်းရေလိုက်ငားလိုက်ပြောထိုင်ပြောနေတာပြောရင်ဒေဝရအိပ်ပျော်သွားမှတရားထဟောတာအဲ့ဒီမှာမြတ်စွာဘုရားကချစ်သားတို့တဲ့ဟုတ်ငါဖရာရဲ့သားတော်ကြီးသာရိပုတ္တရာငါဖရာရဲ့သားတော်လည်းဖြစ်တယ်အရိယာမက်ဖို့တွေလည်းရပြီးသားပုဂ္ဂိုလ်ပညာအရာလည်းဣတတဲ့ထူးချွန်ပြီးသားပုဂ္ဂိုလ်ဒီမှုကိစ္စလောက်ဆောင်ရွက်လိုက်တာဘာမှမထူးกว่าတဲ့အဆန်းမဟုတ်ဘူးတဲ့တကယ်တော့သာရိပုတ္တရာဟာဟိုးလွန်ခဲ့တဲ့တိရစ္ဆာန်ဇတ်ဖြစ်နေတဲ့အချိန်တုန်းကတောင်ပရိသတ်ကိုဆောင်နိုင်တဲ့အတ္တိရှိတယ်လို့မြတ်စွာဘုရားကလမ်းညွှန်ပြီးတော့ငါသားသာရိပုတ္တရာဟာအတိတ်တုန်းကလည်းသာသမင်ဆိုတဲ့တိရစ္ဆာန်ဘဝရောက်နေတုန်းကတောင်နီးမှန်လမ်းမှန်ကိုရွေးချယ်နိုင်စွမ်းရှိတယ်ဒေဝရကအခုမှနီးမှလမ်းမားတွေသုံးတာမဟုတ်ဘူးတဲ့ခိုးလုံးကတည်းကနီးမှလမ်းမားတွေသုံးခဲ့လို့ဒေဝရအပေါင်းအသင်းတွေပျက်စီးခဲ့ရဘူးတယ်လို့မြတ်စွာဘုရားကအတိတ်ကိုညွှန်းပြီးတော့ပြောအဲ့ဒီမှာရှင်သာရိပုတ္တရာနဲ့ယဟန်တော်တွေအကုန်ရောက်လာပြီးကြောကြတောင်းပန်ကြပြီးတဲ့အချိန်မှာယဟန်တော်တွေကတောင်းပန်တယ်အရှင်ဘုရားတဲ့ရှင်သာရိပုတ္တရာအရှင်မြတ်ကြီးရဲ့ယခုပညာရာဧတတဲ့ဓမ္မသေနာပတိကြီးတစ်ပါးအနေနဲ့ထူးချွန်ပုံထက်မြက်ပုံစွမ်းအားကြီးပုံတို့ကိုတပည့်တော်တို့မျက်မြင်ဒိဋ္ဌကြီးညိုဖူးမြင်နေရတာတပည့်တော်တို့အတွက်လက်တွေ့ဖြစ်နေတဲ့အတွက်မြင်နေရပါပြီတဲ့အတိတ်ကဘယ်လိုများနီးမှန်လမ်းမှန်နေနဲ့အများအကျိုးကိုရွတ်ဆောင်နိုင်ခဲ့တဲ့ပုဂ္ဂိုလ်ကြီးဆိုတာတ
တပည့်တော်တို့သိခွင့်ပေးပါဒေဝရဘယ်လိုလမ်းမှားခဲ့သလဲတပည့်တော်တို့အစဉ်သနာခြင်းကိုအကြောင်းပြု၍ဟောပြတော်မူပါဆိုမှမြတ်စွာဘုရားကအတိတ်ဇတ်ကိုဟောဇတ်တော်ရဲ့နာမည်ကလက္ခဏမိဂဇတ်တဲ့